နှစ်ပေါင်း3000ကြာလေ့ကျင့်ခဲ့တဲ့ငါကျင့်တစ်ကောင်ကိုအသားသက်သမားတစ်ယောက်ကဖမ်းမိခဲ့ပါတယ်။ငါသက်သမားကငါကိုတတ်တော့မဲ့အချိန်မှာကောင်လေးတစ်ယောက်ကသူ့ကိုတားခဲ့ပါတယ်။ကောင်လေးကငါကအရန်တနာစရာကောင်းတယ်လို့ထင်ပြီးကဲတင်ကျင်ခဲ့ပါတယ်။ဒီကောင်လေးကအပြင်းထန်နေမကောင်းဖြစ်နေပြီးအသက်ရှင်မှုတစ်နှစ်ကျော်လေးပဲကျန်တော့တယ်။သူ့အမေကသူ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပါတယ်။ကောင်လေးကငါကိုလက်ထဲမှာကင်ထားတဲ့အခါရွှေရောင်လင်းတွေထွက်လာတာကိုသတိမထားမိခဲ့ပါဘူး။ပြီးတော့ကောင်လေးတေးဂီတာကငါကိုရေကန်ထဲထည့်လိုက်ပေမဲ့ငါကထွက်သွားဖို့တိုးဆုပ်နေခဲ့ပါတယ်။ငါကကောင်လေးအတွက်ငါကြေးခွန်တစ်ခုချန်ထားခဲ့ပြီးကောင်လေးကိုတေချာပေါက်ပြန်ဆက်မယ်လို့ကြေးဆိုခဲ့ပါတယ်။တစ်နှစ်အကြာမှာငါချင်းကသူ့ရဲ့ကျင့်ကြံမှုကိုအောင်မြင်စွာပြီးမြောက်ပြီးလူသားတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီနှစ်ကကျေးဇူးရှင်ကိုရှာဖို့ကောင်မလေးကအမြန်သွားခဲ့ပေမဲ့ကောင်လေးကနာလန်မထုနိုင်ဖြစ်နေပြီးအချိန်မရွေးတေဆုံးသွားနိုင်ပါတယ်။ရုတ်တရက်ကောင်လေးရဲ့လက်ပင်မှာချိတ်ထားတဲ့ငါကြေးခွန်ကတောက်ပလာပါတယ်ကောင်မလေးကကောင်လေးရဲ့ဒီနေရာကိုချက်ချင်းသတိထားမိပေမဲ့ကောင်လေးရဲ့အိမ်တကားဝကိုရောက်တဲ့အခါကင်းသမားတစုကသူမကိုပိတ်ဆို့ထားခဲ့ပါတယ်ခရုခွန်နဲ့မိန်းကလေးရဲ့လက်ကအဆက်မပြတ်တောက်ပနေတာကြောင့်ကောင်လေးဟာအန္တရာယ်များလာနေပြီဆိုတာသိတာပါတယ်မိန်းကလေးတေးဂီတာကသူမရဲ့မော်ပညာကိုမြ мян ဆက်ဆက်အသက်သွင်းပြီးဝင်ပေါက်ကနေပျောက်ကွယ်သွားပါတယ်ကင်းသမားတွေအားလုံးအံ့အားသင့်သွားကြပါတယ်ပြီးတော့မိန်းကလေးကကောင်လေးဘေးမှာပေါ်လာပြီးနှုတ်ထိန်ဆွပြုတ်ကိုပြုတ်ကျစေခဲ့ပါတယ်မိန်းကလေးကဒီဆွပြုတ်ကကောင်လေးရဲ့အခြေအနေကိုပိုဆိုးစေလိမ့်မယ်လို့ပြောပါတယ်ဒါကြောင့်နှုတ်ထိန်ကအရန်စိတ်ပြတ်သွားပါတယ်မိန်းကလေးကိုမောင်းထုတ်ချင်ခဲ့ပါတယ်မိန်းကလေးကရုတ်တရက်ကောင်လေးရဲ့အမေရဲ့လက်ကိုဆွဲပြီးသူမဟာလွန်ခဲ့တဲ့တစ်နှစ်ကငါးချင်းလေးဖြစ်တယ်လို့ပြောပါတယ်ဒါအပြင်ကောင်လေးကိုနှိုးနိုင်ပါတယ်အမျိုးသမီးကဒီစကားကိုကြားတော့အရန်အံ့ဩသွားပေမဲ့နှုတ်ထိန်ကမိန်းကလေးကိုလိမ်လည်သူလို့ထင်ခဲ့ပါတယ်ဒီအချိန်မှာမိန်းကလေးကရုတ်တရက်9ယောက်ကြာပန်းတပွင့်ကိုထုတ်ယူလိုက်ပါတယ်ဆရာဝန်ကအဲ့ဒါကိုရှေးဟောင်းတရုတ်ဆေးဝါးအဖြစ်ချက်ချင်းမှတ်မိသွားပါတယ်တေလူမျိုးပါဖြစ်နေတဲ့သူကိုအသက်ပြန်ရှင်စေနိုင်ပါတယ်ပြီးတော့မိန်းကလေးကသူမရဲ့မော်ပညာကိုသုံးပြီးကောင်လေးကိုကြာပန်းကိုယူခိုင်းပါတယ်ကောင်လေးရဲ့ခန္ဓာကိုယ်ဟာရွှေရောင်လင်းတွေနဲ့ဖုံးလွှမ်းနေပါတယ်ခဏကြာမှကောင်လေးကမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပါတယ်အားလုံးအံ့အားသင့်သွားကြပါတယ်မိခင်ကအရန်စိတ်လှုပ်ရှားလွန်းလို့မျက်ရည်တွေဝဲလာပါတယ်